ပြီစူပါရေချမ်းထိုးပြီတူကထိုးတူကအခါပြပြီရက်ဆက်ပြီခင်ဗျာထိုးပြီခင်ဗျာထိုးပြီဟာယောထိုးပြီဟာယောဟုတ်ကဲ့စူပါရေချမ်းစက်ယုံနဲ့စောကြုံငကမန်တို့ပွဲဟာစတုထအရှိဖြစ်တဲ့38စက္ကန့်အရောက်ပါပဲစောကြုံငကမန်ဘက်ကအနာတရဓာယာရရှိသွားတဲ့အတွက်ကျိုးပိုင်းနိုင်ရဲ့ဆုံးဖြတ်ချက်အရဆေးရှုံးနဲ့အရှုံးပေးရပါတယ်ခင်ဗျာဒါကြောင့်မို့ဒီပြိုင်ပွဲမှာတန်ကိုရပြည်သက်မြေဆက်ယုံကလမစူပါရေချမ်းအနိုင်ဖြစ်ပါတယ်ခင်ဗျာ